ပြောညာတဲ့စိတ်ကြောင့်ဘာလေးဖြစ်လိုက်ငိုကြတယ်ကောင်းတာနဲ့တွေ့ရင်ရေကြပြန်တယ်မကောင်းတာနဲ့တွေ့ရင်ငိုကြပြန်တယ်အဲ့ဒီလိုဟာပြောညာတဲ့စိတ်ကြောင့်အဲ့ဒါလိုဖြစ်သွားတာအဲ့တော့ပြောညာတဲ့စိတ်ဟာဘယ်သူနဲ့တွဲနေတော့ရုံးဆိုရင်လောဘတွေဒေါသတွေမာနတွေဒီကိရိတာတွေနဲ့တွဲနေတဲ့စိတ်ဟာပြောညာတဲ့စိတ်ဖြစ်သွားတယ်အဲ့ဒါတွေလွှမ်းမိုးခံထားတဲ့စိတ်သည်ညှဉ်းနွမ်းနေတဲ့စိတ်သာဖြစ်တယ်အဲ့ဒီကိလေသာတွေလုံးဝချုပ်ငြိမ်းသွားရင်စိတ်ကလေးတတ်ပဲကြံတော့တယ်ခိုင်မာတဲ့ဒီစိတ်လေးဟာခိုင်မာတဲ့တတိခိုင်မာတဲ့ပညာခိုင်မာတဲ့လုံလဝိရိယကောင်းမွန်တဲ့ကုသိုလ်တရားတွေနဲ့သာတွဲပြီးတော့စိတ်လေးဟာကြံ့ခိုင်လာမကောင်းတဲ့အကုသိုလ်တရားတွေသူ့စိတ်ထဲမှာလုံးဝမရှိတော့သည့်အတွက်ကြောင့်ဖြူစင်တန်ရှင်းသွားတယ်။ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ရွှေဆိုတာတတ္တုတွေရောနေတာသဘာဝကမလိုလားတဲ့တတ္တုတွေရောနေတဲ့ရွှေဟာဒီလက်ဝက်လက်စားလို့မရဘူးမရသည့်အတွက်ကြောင့်ရောနေတဲ့တတ္တုတွေကိုမီးနဲ့မိုက်ခွက်ထဲထည့်ပြီးတော့အပူပေးပြီးတော့ဒါတွေကိုဖယ်ရှားပြရတယ်ဒါမှရွှေဟာနန်းဆွဲလို့ရတယ်ပေါ့သူကြီးဆိုရင်ကျိုးသွားနိုင်တယ်ကျွတ်ဆက်နိုင်တယ်အဲ့ဒီကျွတ်ဆက်တဲ့တတ္တုတွေကိုဖယ်ရှားပြီးတော့ရွှေစင်ဖြစ်အောင်ရွှေစင်ရွှေစစ်ရတော့အောင်လုပ်မှဒီရွှေလေးကပျော့ပြောင်းသွားထို့တူပဲလူတွေရဲ့စိတ်ထဲမှာလောဘဒေါသမောဟဆိုတဲ့ကိလေသာအညစ်အကြေးတွေဒါတွေကိုဖယ်ရှားလိုက်မှဒီစိတ်ထဲမှာလောဘလည်းရှိတယ်ဒေါသလည်းရှိတယ်မောဟလည်းရှိတယ်သူတို့ရဲ့ဆန့်ကျင်မဲ့အလောဘအဒေါသအမောဟဆိုတာတွေရှိတယ်အဲ့တော့မကောင်းတဲ့လောဘဒေါသမောဟတွေဖယ်ရှားပြီးတော့ကောင်းတဲ့အလောဘအဒေါသအမောဟဆိုတဲ့တရားတွေနဲ့ရှင်တွဲထားလို့ရှိရင်စိတ်လေးကဖြူစင်တန်ရှင်းပြီးတော့ခိုင်မာတဲ့စိတ်အနေထားမျိုးဖြစ်လာတယ်တဲ့သူများကကိုယ်ပေါ်ကောင်းတာမကောင်းတာကိုယ်လုံးမဟုတ်ပဲနဲ့ဖိကုတုအာသစကိုကတော့သူများပေါ်ကောင်းရမယ်လို့ပြောတာနော်ကိုကသူများပေါ်ကောင်းရဘယ်လိုကောင်းလဲတစ်ဖက်သားတင်အောင်မလုပ်ဘူးနော်တစ်ဖက်သားအကျိုးမဲ့တော့အောင်မလုပ်ဘူးတစ်ဖက်သားပေါ်မှာမေတ္တာမပြတ်နေမယ်တစ်ဖက်သားပေါ်မှာတိခဏ်ဉာဏ်တရားနဲ့နေမယ်ဒါဟာဖိကုတုအာသစသူ့အတွက်ကိုတော့ကိုကကောင်းတဲ့ဘက်ကနေမယ်လို့သူပြောတာသူ့ကိုကြိုးပြုတယ်မကောင်းတဲ့ဘက်ကိုမဖြစ်စေဘူးအဲ့ဒါလို့နေနိုင်ဖို့ကိုဘဝမှာဆုံးဖြတ်ချက်နှစ်ခုပေါ့ကိုယ်စိတ်လေးကိုဖြူစင်အောင်ထားခြင်းသူများအပေါ်မှာကိုယ်ကကောင်းခြင်းဆိုတဲ့အဲ့ဒီနှစ်ခုဟာအဲ့ဒါမှအရေးကြီးတယ်လို့ထင်တယ်ကံတရားဆိုတာကိုလုံးလိုက်လို့တစ်ဖက်သားအစဉ်ပြေသွားရင်အဲ့ဒီအစဉ်ပြေမှုဟာကိုစီပြန်ရောက်တာကံတရားရဲ့သဘောကိုလုံးတဲ့ဟာကိုစီပြန်ရောက်မရောက်ဖဲမနေဘူးဟုတ်လားလမ်းမှာတင်ပျောက်သွားမယ်ဆိုတာမရှိဘူးပတ်စံတော့ပျောက်ချင်ပျောက်မှာဒီဟာမပျောက်ဘူးကုသိုလ်ကောင်းမှုကလုပ်ပြီးရင်ကိုစီမှာအဲ့ဒါကုသိုလ်လုပ်ပြီးဆိုရင်စိတ်ပါလက်ပါအကျိုးကိုသိပြီးတော့ကြိုးစားတော့မြတ်စွာဘုရားတောင်းဖို့အေးလှူတဲ့တန်းတဲ့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာတဲ့ဟိုလုပ်ငန်းသေးတာမသေးတာဒီလူတာလည်းကောင်းတာမကောင်းတာများတာနေတာဒါတွေအဓိကမဟုတ်ပါဘူးတဲ့အရေးကြီးတာဘာလို့ဆိုရင်တလေးတစားလုပ်ဖို့အရေးကြီးတယ်ကိုလုပ်တဲ့လုပ်ငန်းတစ်ခု I do my best ဘာပဲလုပ်လို့အကောင်းဆုံးဖြစ်အောင်လုပ်စိတ်အားနှစ်ပြီးတော့လုပ်တာကိုယ်လည်းအကောင်းဆုံးဖြစ်အောင်လုပ်လုပ်ရင်တော့အကျိုးပေးတော့လည်းမပေးခြင်းပေးမှာပဲဒါဟာသူဘယ်သူမှလုပ်တာမဟုတ်ဘူးသူစိတ်စေနာတိုင်းဖြစ်မှာစိတ်တိကတောဒါနလေးဒီကိုလုံးတဲ့ဟာသူများချမ်းသာပါစေဆိုတဲ့စိတ်ထဲကမမြတ်တဲ့နှလုံးသားနဲ့ပြုလုပ်ရမယ်တာထာတာနဲ့လေးဒီကိုယ်တိုင်ပါဝင်လုပ်ရမယ်အလူလူလည်းဒီတိုင်းအာဂမနဒိဋ္ဌိကိုလုံးတဲ့ဟာတွေဘယ်တော့မှပျောက်ပြတ်မသွားဘူးကိုယ်စီပြန်ရောက်လာမှာပဲဆိုတာသိရှိနားလည်ပြီးလှူတဲ့တန်းနဲ့ကုသိုလ်လုပ်ရမယ်တချို့ဟောတာနော်အဲ့တော့နောက်ဆုံးမှာဒီကုသိုလ်ကောင်းမှုတွေဟာပျောက်ပြတ်သွားတာမဟုတ်ဘူးကိုယ်စီရောက်လာအေးဒါကြောင့်မို့ကုသိုလ်ကောင်းမှုလုပ်ပြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီဘဝမှာလည်းဝမ်းသာရတယ်နောက်ဘဝမှာလည်းဝမ်းသာရတယ်
နောက်ဘဝဝမ်းသာတယ်နှစ်ဘဝလုံးဝမ်းသာရတယ်အကျိုးပေါ်လာတဲ့အခါကျတော့အလုံးအလုံးပို့ပြီးတော့ဝမ်းသာရလိမ့်မယ်လို့ဒီလိုခေါ်တာလူတွေဟာစိတ်ယုတ်စိတ်ပုတ်တွေမရှိရအောင်စိတ်ယုတ်စိတ်ပုတ်တွေကိုတန်ရှင်းအောင်ရှင်းထုတ်ပြရမယ်လို့ဒီလိုပဲဟောတာလောကလူတွေအများစုကကိုယ်ကာယမှာဆွဲကပ်နေတဲ့ကိုယ်ကာယမှာတင်းကြံနေတဲ့အညစ်အကြေးတွေကိုသာလေရှေမိုးချိုးတန်းစင်ရှင်းတန့်ပြကြတယ်စိတ်ပုတ်ကိုတော့ဒီတိုင်းသိမ်းထားကြစိတ်ပုတ်စိတ်ယုတ်တွေကိုတော့ရှင်းတဲ့နှလုံးထဲကထုတ်ပြရမှာမသိဘူးဟောကိုယ်ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့အညစ်အကြေးတွေတော့မှန်ကလေးကြည့်နှုတ်ခမ်းလေးစုကြည့်သွားလေးဖြဲကြည့်နဲ့အဲ့ဒါလိုအမျိုးမျိုးလုပ်ပြီးတော့ခန္ဓာကိုယ်လှအောင်ပေါအောင်ပဲပြင်ကြစိတ်ကိုလှအောင်ပြင်တာမရှိကြနဲတယ်ပေါ့နော်အဲ့ဒီနှစ်ခုဟာအရေးကြီးတာအပါတော့ခန္ဓာကိုယ်ကြီးကိုစဉ်းစားကြည့်လိုက်ပြင်ရင်နဲ့သူပြတ်သွားဘလောက်ပြင်နှစ်ကြာလာရင်သူပြတ်မှာပဲနော်တဖြည်းဖြည်းအိုမင်းလာတာစပင်ကပြင်ဆိုးရင်းတဲ့အခါဖွေးလာသွားတွေကလည်းပြင်နဲ့ကျိုးကုန်အဲ့တော့ရုပ်ကြီးပြင်နေတာတော့ဘာမှသိပြီးတော့ကျိုးထူးလာမှာမဟုတ်ဘူးနှစ်ကြာလာရင်ဆွေးလာမှာပဲသူကစိတ်ပြင်တာကြတော့တမိုးတွေမြင်ပါတယ်လို့ဆိုအဲ့ဒီအတွေးကိုသိဖို့လိုတယ်အဲ့ဒါကိုသူမေတ္တာတော့အသိဉာဏ်ရှိတယ်လို့ဘယ်ဟာကအဓိကကြလဲဘယ်ဟာရှင်းတာဘယ်ဟာလှုပ်တာအဓိကကြလဲဆိုတာကိုနားလေသဘောပေါက်ဖို့ပဲတိုးတာပေါ့နော်အဓိကနဲ့ပဓာနာနဲ့အပဓာနာခွဲခြားတတ်ဖြစ်တယ်ဒါဖြင့်စိတ်နှလုံးငြိမ်းချမ်းမှုကိုရတာတော့ဘာကြောင့်ရတာတော့လို့ဆိုတော့ဒီဆန့်ကျင်မဲ့အနေနဲ့မြတ်စွာဘုရားအရှင်းပြဒါဟာအဖြူနဲ့အမဲဆိုတာဆန့်ကျင်မဲ့သွားနေတာလေးကြီးပဲရသူနဲ့မရသူဆိုတာ positive နဲ့ negative ပဲအဲ့ဒီလိုဆန့်ကျင်မဲ့လာနေတယ်အေးလောကမှာမျက်စိကမြင်ရတဲ့အဆင်းအာယုန်တွေနှစ်သက်စရာကောင်းတဲ့အဆင်းအာယုန်တွေကျင့်တတ်စရာကောင်းတဲ့အဆင်းအာယုန်တွေဆွဲမဲ့စရာကောင်းတဲ့မျက်စိနဲ့မြင်ရတဲ့အာယုန်တွေတတ်မဲ့စရာအာယုန်တွေလောကမှာရှိတယ်သို့တော့အဲ့ဒီတတ်မဲ့စရာအာယုန်တွေကိုနော်မတတ်မဲ့ဘူးလိုချင်လိုက်တာလို့ဆိုတဲ့စိတ်မဖြစ်စေဘူးထိုတတ်မဲ့မှုတဏှာရဲ့လွှမ်းမိုးချုပ်ကင်မှုမဖြစ်စေဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ပူလောင်မှုဆိုရင်ပေါ်မလာတော့နော်ပူလောင်မှုကိုပေါ်မလာလောကမှာအစင်းအာယုံဆိုတာဒီအလှအပတို့ဆိုတာလောကရဲ့သဘာဝရှိနေမှာလိုချင်စရာအာယုန်တွေဆိုတာလောကသဘာဝရှိနေမှာပဲကိုကလောက်ရမှာကလိုချင်စရာအာယုန်တွေကိုဖြည့်ဆည်းပြရမှာမဟုတ်ဘူးလိုချင်တဲ့စိတ်ကိုထိရမှာသာဖြစ်တယ်ပေါ့နော်လိုချင်စရာအာယုန်ကဖြည့်ဆည်းစရာမလိုဘူးလောကကြီးဆိုတာအလှပတွေလိုချင်စရာတွေနဲ့ထာဝရပြည့်နေနေမှာပဲအဲ့ဒီပြည့်နေနေတဲ့လောကကြီးမှာရှိတဲ့လိုချင်စရာနှစ်သက်စရာမျက်နှိုးစရာတွေအာယုန်တွေအပေါ်မှာလိုချင်တတ်တဲ့တဏှာဆိုတာကိုပဲကိုကထိန်းချုပ်ရသူ့ကိုပဲနှိပ်ကွက်ရမှာဖြစ်တယ်ပေါ့အလှပတွေကိုဖြည့်ဆည်းပြဖို့မဟုတ်ဘူးမျက်စိကလည်းပဲလှတာမြင်မှာပဲနားကလည်းပဲตาရတဲ့အတန်ကြားမှာပဲနှာခေါင်းကလည်းမှုကြိုင်တဲ့အနံ့ရမှာပဲလျှာကလည်းကောင်းမြတ်တဲ့အရာတွေသိရှိမှာပဲခန္ဓာကိုယ်ကလည်းပဲအထီးအတွေ့ကောင်းနေထီးတွေ့မှာပဲစိတ်ကူးထဲမှာလည်းပဲကောင်းတဲ့ကြံစီတွေဖြစ်ပေါ်လာမှာပဲသို့တော့အဲ့ဒီဖြစ်ပေါ်လာတဲ့အပေါ်မှာတဏှာရဲ့ချုပ်ကင်လွှမ်းမိုးမှုမဖြစ်ဖို့ဒါလည်းကိုယ်ကထိန်းချုပ်ရမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကကြီးကိုရှင်းရှင်းလင်းလင်းဟောတဲ့အခါမှာမြတ်စွာဘုရားနတေကာမယာနိစိတ်တရာနိလောကေလောကမှာရှိတဲ့အလှပတွေစမ်းကြဲတဲ့အရာတွေဟာဒါတွေဟာကာမမဟုတ်ဘူးတဲ့နော်ကာမမဟုတ်ဘူးကာမဆိုတာနှစ်သက်တွေ့တာတတ်တဲ့တဏှာမဟုတ်ဘူးအလှပအာယုဟာသူ့ဟာသူလှပကိုနဲ့ကိုကဒီအဲ့ဒီလှပမှုတွေဟာလူတွေကိုဆွဲဆောင်နေတာမဟုတ်ဘူးတဲ့အဲ့တော့လူတွေကို
အလှပအာယုံဘက်ကိုဆွဲဆောင်ပြီးတော့ပို့နေတာကိုယ်တဏ္ဍမှာဖြစ်တဲ့တဏှာလောဘသာဖြစ်တယ်ကိုကထိန်းချုပ်ရမှာတဏှာလောဘစိတ်ထဲမှာဖြစ်ပေါ်လာတဲ့လိုချင်တတ်မဲ့တဲ့တဏှာလောဘကိုသာထိန်းချုပ်ရမှာဖြစ်တဲ့အလှပတွေကိုဖြည့်ဆည်းပြရမှာမဟုတ်ဘူးလို့ဒီလိုဆိုလို့နေပေါ့နော်ကာမဆိုတဲ့စကားလုံးဟာလိုချင်စရာကိုလည်းကာမလို့ခေါ်တယ်လိုချင်တာကိုလည်းကာမလို့ခေါ်တယ်လိုချင်စရာဆိုတာလောကမှာရှိတဲ့အလှပတွေအားလုံးဟာလိုချင်စရာတွေနှစ်သက်စရာဆင့်ဆွယ် pleasure လို့ဆိုတယ်လိုချင်စရာအာယုန်တွေလောကမှာရှိတယ်အဲ့ဒီလိုချင်စရာအာယုန်တွေဟာလောကမှာရှိနေမှာပဲသို့တော့ကိုကထိမ့်ကွက်ရမှာကဘာလို့လိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာလောဘကိုသာနေထိမ့်ကွက်ရမှာဖြစ်တယ်ပေါ့ရသော်ဘုရားကတဏှာကိုသာပယ်ခိုင်းတာဖြစ်တယ်အလှပကိုပယ်ခိုင်းတာမဟုတ်ဘူးဥပမာတစ်ခုပြောမယ်ဆိုရင်လူတွေကသားတန်ရောစဉ်သမီးတန်ရောစဉ်ပစ္စည်းတန်ရောစဉ်ဒီလိုပြောကြတဲ့အခါဒါဖြင့်တန်ရောစဉ်ကင်းသွားအောင်သားသမီးတွေကိုစွန့်ပစ်ရမှာလားပစ္စည်းတွေကိုစွန့်ပစ်ရမှာလားလို့မေးစရာဖြစ်လာပစ္စည်းစွန့်ပစ်လိုက်ရုံနဲ့တန်ရောစဉ်ပြတ်သွားမှာမဟုတ်ဘူးသားသမီးစွန့်ပစ်လိုက်တာနဲ့တန်ရောစဉ်ကပြတ်သွားမှာမဟုတ်ဘူးဥပမာလေးတစ်ခုစဉ်းစားကြည့်စာရွက်ကလေး2ရွက်နော်စက္ကူလေး2ချက်ကိုကြည့်စာရွက်လေး2ရွက်တူတူထပ်ထားတယ်အဲ့ဒီစာရွက်လေး2ရွက်ဟာတစ်ခုနဲ့တစ်ခုကပ်မနေဘူးဆိုတဲ့အခါမှာကိုယူခြင်းတဲ့စာရွက်လေးကိုယူလို့ရသို့တော့အဲ့ဒီစာရွက်လေး2ခုကြားမှာဂလူးဆိုတဲ့ကော်ဆေးလေးထည့်ကြည့်လိုက်ကော်ဆေးလေးထည့်လို့စက္ကူလေး2ခုကတ်သွားပြီဆိုတဲ့အချိန်မှာမခွာနဲ့ခွာရင်စုပ်ပြီနော်ကော်လေးကတ်သွားလို့ရှိရင်စုပ်သွားအဲ့တော့စက္ကူ2ချက်ဒီလိုတွဲသွားတာဟောဟိုစက္ကူကြောင့်ဒီစက္ကူကတွဲရတာလားဒီစက္ကူကြောင့်ဟိုစက္ကူကတွဲတာလားလို့ဆိုစက္ကူ2ခုကတော့ဘလောက်ထပ်ထားဘယ်တော့မှမတွဲဘူးတွဲတာကအလဲကောင်ကကော်ဆေးအလဲကောင်ကကော်ဆေးကိုဖယ်လိုက်တာနဲ့တပြိုင်နက်ဒီစက္ကူ2ချက်ဟာတူတူနေလဲတွဲမနေတော့ဘူးပေါ့ဆိုတူပဲမိဘတွေကသားသမီးတန်ရောစဉ်ရှိတယ်ဆိုတာဟာဂျားထဲမှာကော်ဆေးနဲ့အလားတန်တူတဲ့တွေ့တာမှုတဏှာအဲ့ဒီတွေ့တာမှုတဏှာကိုဖြတ်ရမှာသားသမီးကိုဖြတ်ရမှာမဟုတ်ဘူးပစ္စည်းနဲ့လူတွေရဲ့စိတ်ကြားထဲမှာတွေ့တာမှုတဏှာကိုသာဖြတ်ရမှာပစ္စည်းတွေကိုစွန့်ပစ်ရမှာမဟုတ်ဘူးဒီလိုဆိုလိုတယ်နော်အဲ့တော့ဖြတ်ရမှာကတဏှာကိုသာလင်ဖြတ်အခုလည်းပဲလောကမှာအလှအပတွေအများကြီးရှိနေအလှအပတွေကိုဖြည့်ဆည်းပြဖို့မဟုတ်ဘူးလှတာပတာသူ့ဟာသူလှမှာပဲအဲ့ဒီအလှအပတွေပေါ်မှာကိုယ်စိတ်ကတွေ့တာမှုကိုဖြတ်အောင်လေဒီလိုဆိုတာပေါ့အဲ့ဒီလိုဖြတ်တယ်ဆိုတဲ့အခါမှာဖြတ်တဲ့နည်းရောရှိသလားလို့ဆိုမြတ်စွာဘုရားဖြတ်တဲ့နည်းတွေပေးထားတယ်ဆိုပါတော့လူတယောက်ဟာမိမိပုဂ္ဂိုလ်တူပေါ်မှာခင်မင်းနဲ့တွေ့တာတယ်ဆိုတာဖြစ်လာလို့ရှိရင်ဘာနဲ့ဖြတ်မလဲနော်တွေ့တာတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာနဲ့ဖြတ်မလို့ဆိုရင်မြတ်စွာဘုရားကနေပေးထားတယ်အတုပဘာဝနာနဲ့ဖြတ်ပါနော်အမျိုးသားအမျိုးသမီးပဲဖြစ်စေအမျိုးသားချင်းဖြစ်စေအမျိုးသမီးချင်းဖြစ်စေမိသားစုပဲဖြစ်စေတူနဲ့တူတွေ့တာတယ်သိပ်ပြီးတော့မမောနေတယ်ခင်မင်းနေတယ်ဆိုလို့ရှိရင်ဘာနဲ့ဖြတ်မလဲလို့ဆိုရင်အတုပဘာဝနာပွားပြီးတော့ဖြတ်ပါမတက်မတဲယွန်းစပွဲဆိုတာတွေကိုအာယုံပြုပြီးတော့ဒါတွေကိုနှလုံးသွင်းလိုက်တာနဲ့အလဲကောင်ကကော်ဆေးဟာသူ့အတူခြောက်သွားအဲ့ဒီနည်းနဲ့ခြောက်အောင်လို့သားကိုစွန့်ပြရမှာမဟုတ်ဘူးသမီးကိုစွန့်ပြရမှာမဟုတ်ဘူးပုဂ္ဂိုလ်စွန့်ပြရမှာမဟုတ်ဘူးနှစ်ဦးကြားမှာဖြစ်ပေါ်နေတဲ့တဏှာအစေးကိုခြောက်အောင်လုပ်တယ်လူကိုတွေ့တာနေတယ်ဆိုရင်တွေ့တာတဲ့လူရဲ့မတက်မတဲယွန်းစပွဲတွေကိုရှုမှတ်ပွားများတဲ့အတုပဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်ဟောစိတ်ဓာတ်မှာတဏှာအစေးဝင်ရောက်ပြီးတော့မလာနိုင်တော့ပစ္စည်းကိုတွေ့တာတယ်ဆိုရင်ဘာနဲ့ဖြတ်အနိစ္စပညာပွားပြီးတော့ဖြတ်ဘယ်လိုပွားရတချို့ဆိုရင်ပစ္စည်းတွေ့တာရှိတယ်လေအဝတ်စားအသစ်ကလေးလှုပ်ထားတယ်မိုးရဘူးသိမ့်ထားတယ်နော်တကြီးကြီးနဲ့ထားတယ်
ယရနာပစ္စည်းလေးတွေတကြီးကြီးနဲ့ထားတယ်မောရဘူးအဲ့ဒီလိုသိပ်ပြီးတော့ပစ္စည်းကိုတွေ့တာလွန်အားကြည့်လိုက်ရင်ဘာနဲ့ဖြတ်ရဆိုလို့ရှိရင်အနိစ္စတင်ညာကိုဆင်းနေဩဒီပစ္စည်းဟာငါမသုံးလို့ရှိရင်သူ့ဘာသူအလိုလျောက်ပျက်စီးသွားမှာပဲငါကလည်းပစ္စည်းကိုစွန့်သွားတာဖြစ်နိုင်တယ်ပစ္စည်းကတော့လည်းငါ့ကိုစွန့်သွားတာဖြစ်နိုင်တယ်ပစ္စည်းဆိုတာသုံးဆွဲဖို့သာဖြစ်တယ်နော်ဟိုလူမကန်ရဒီလူမကန်ရနှမျောပြီးတော့မသုံးရမဆွဲရဖြစ်နေလို့ရှိရင်သူ့တဘာဝအလျောက်ပစ္စည်းဆုံးရှုံးသွားမှသာဖြစ်တယ်ပစ္စည်းဆိုတာသုံးဖို့ထားတာဖြစ်တယ်သုံးရမယ်လို့ဆိုတော့ဟောစိတ်နဲ့အာနိစ္စတင်ညာကိုနှလုံးသွင်းလိုက်မယ်ဆိုရင်တွေ့တာမှုဟာရော့ကျသွားတယ်အဲ့ဒီလိုမဟုတ်လို့ရှိရင်မိုးရဲ့မစားရဲ့အဲ့ဒီလိုဖြစ်နေတတ်တယ်။ဩအဲ့လိုဖြစ်တတ်ဒါကြောင့်မလို့အာနိစ္စတင်ညာနဲ့ဖြတ်တနည်းနည်းနဲ့ကမ္မထာအာယုံတစ်ခုခုနဲ့ကိုယ်စိတ်မှာပစ္စည်းနဲ့စိတ်ချာမှာတွေ့တာမှုဆိုတဲ့ကော်စည်းတွေရောက်လာပြီဆိုလို့ရှိရင်ခုလိုအာနိစ္စတင်ညာဆိုတာနဲ့ဆေးကြောပြစ်လိုက်လို့ရှိရင်အဲ့ဒီကော်စည်းဟာရော့ကျတော့နောက်ဆုံးမှလုံးဝဖယ်ရှားနိုင်သွားတယ်ဖယ်ရှားသွားနိုင်တယ်ပစ္စည်းပေါ်မှာတွေ့တဲ့စိတ်တွေသိမရှိဘူးသုံးဆွဲဖို့အနေထားတစ်ခုပဲထားတယ်နှမျောနေတာမရှိတော့ပေးနိုင်တယ်ကမ်းနိုင်တယ်စွန့်နိုင်တယ်ကိုယ်ပစ္စည်းကိုနှမျောတွေ့တာနေတဲ့စိတ်တွေဟာရော့ကျပြီးတော့သွားတယ်လူပေါ်ခင်မင်တွေ့တာလုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲထိုပုဂ္ဂိုလ်တယောက်ရဲ့မမြဲတဲ့သဘောတွေဆင်းရဲတဲ့သဘောတွေသူကံနဲ့သူလာကြတာတွေတနေ့ကျရင်တို့တွေခွဲသွားကြအောင်မှာဆိုတဲ့အတွေးတွေတွေးရင်ကနေပြီးတော့တွေ့တာဖို့တွေကိုရှော့ချလို့ရတယ်အဲ့ဒီလိုရှော့ချလိုက်လို့ရှိရင်ပျောက်သွားတာပါတော့ဆိုရင်နှစ်ဦးကြားမှာရှိတဲ့တွေ့တာမှုပဲပျောက်သွားတာလူကတော့မပျောက်ဘူးရှိနေပါအဲ့ဒါဟာဥပါဒံကိုရှော့ချတဲ့နည်းလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့လူတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့စိတ်ထဲမှာပေါ်ပေါက်လာတဲ့တွေ့တာမှုဆိုရင်တဏှာအစေးကိုရော့ကျသွားအောင်ကျင့်ကြံကြိုးကိုအထောက်ရမယ်အဲ့ဒီလိုအထောက်လို့တဏှာအစေးတွေမရှိတော့ဘူးဆိုလို့ရှိရင်မျက်စိနဲ့မြင်ရတဲ့အာယုံမြင်ရမှာပဲသို့တော့မြင်ရတဲ့အာယုံပေါ်မှာတဏ္ဍမဲ့ဆွဲလန်းတဲ့တဏှာမလာဘူးနားနဲ့ကြားရတဲ့အတန်လေးရှိမှာပဲသို့တော့ဒီအတန်ကိုမကြားရမနေနိုင်ဘူးဆိုတဲ့တဏှာအစွဲမလာဘူးနှာခေါင်းနဲ့နမ်းရှူရတဲ့အနတ်နေရာနဲ့အရသာပြုသိရတဲ့အရသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ကိုယ်ကာယနဲ့ထိတွေ့ရတဲ့အထိတွေ့စိတ်ကူးကြံစီရတဲ့အတွေးအာယုန်တွေပေါ်မှာနော်တွေးမိတော့လည်းပဲထိုအာယုန်တွေပေါ်မှာတဏှာဆိုတဲ့အစေးမရှိဘူးဆိုလို့ရှိရင်တွေ့တာမှုဆိုတာမလာတော့ဘူးမလာရင်တွေ့တာမှုကိုအကြောင်းပြုတဲ့ကံတရားတွေကိုယ်တဏ္ဍာမှာမဖြစ်ဘူးကံတရားတွေမဖြစ်သည့်အတွက်ကြောင့်ဥပါဒံဆိုတဲ့ဆွဲလန်းမှုတွေမလာတော့ဘူးမလာလို့ရှိရင်စိတ်နှလုံးငြိမ်းချမ်းမှုကိုရတယ်လို့ဒီလိုပြောတာနော်အဲ့ဒီကျင့်စဉ်အတိုင်းကျင့်မှသာလေစိတ်ငြိမ်းချမ်းမှုဆိုတာကိုရရှိနိုင်မှာဖြစ်တယ်ဥပါဒံတန်းလန်းတဲ့တော့ဘယ်တော့မှစိတ်နှလုံးငြိမ်းချမ်းမှုကိုမရဘူးတည်ငါတခဏလေးရတော့လည်းပဲမကြခင်မဲ့စိတ်နှလုံးပူလောင်မှုတွေနဲ့ပဲပြန်ပြီးတော့တွေ့နေရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဘုရားမြတ်စွာကဒီတရားမင်းကြီးရဲ့မိကုံးကိုဖြေတဲ့အခါမှာမျက်စိကမြင်တဲ့အဆင်အာယုံနားကကြားရတဲ့အတန်အာယုံနှာခေါင်းကနမ်းရှူရတဲ့အနံ့အာယုံလျှာနဲ့လျက်ပြီးသိရတဲ့ရတာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့အာယုံစိတ်ကူးကြံစည်ရတဲ့အတွေးအာယုံတွေပေါ်မှာတွေ့တာမှုတဏှာဆိုတာကိုဖယ်ရှားပြရမယ်တွေ့တာမှုတဏှာမလာဘူးဆိုလို့ရှိရင်တွေ့တာမှုကိုအကြောင်းပြုလုပ်တဲ့ကံတရားတွေလည်းမဖြစ်တော့ဘူးမဖြစ်လို့ဥပါဒံကင်းပြတ်သွားပြီဆိုလို့ရှိရင်ရမဘဝမှာပဲစိတ်နှလုံးအေးချမ်းမှုကိုရနိုင်ပါတယ်လို့ဒီစိတ်နှလုံးအေးချမ်းမှုကျင့်စဉ်တစ်ခုကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားမင်းကိုဂိတ်စကုတ်တောင်မှာခုလိုဟောကြားဆုံးမခဲ့တာဖြစ်ပါတယ်တက္ကပညာတုတ်ဆိုတာတရားမင်းကြီးမေးတဲ့မေခွန်းလို့ဆိုတာတခြားတက္ကပညာတုတ်ဆိုတာရှိသေးတယ်ဒီတက္ကပညာတုတ်မှာအခုလိုမေခွန်းလေးတစ်ပုဒ်ကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားတာဟာစိတ်နှလုံးအေးချမ်းမှုနဲ့စိတ်နှလုံးအေးချမ်းမှုကိုရသူနဲ့မရသူဘာကြောင့်ရပြီးဘာကြောင့်မရတာလဲဆိုတဲ့တရားမင်းရဲ့မေခွန်း
ရှင်းလင်းဖြစ်ဆိုခြင်းဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တရားမင်းရဲ့မိကုံးကိုဖြည့်ဆို့ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုကြားနာရတဲ့အခါမှာတို့တွေဟာလည်းစိတ်နှလုံးအေးချမ်းမှုရဘယ်လိုကျင့်ဆောင်ရမလဲစိတ်နှလုံးအေးချမ်းမှုကိုတို့တွေမရတာဟာဘာကြောင့်မရသလဲရတာကြတော့ဘာကြောင့်ရသလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိပြီးတော့မိမိရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့တဏှာလောဘဆိုတဲ့အတွေ့အတာကိုတို့တွေဟာတတိထားပြီးတော့ဖယ်ရှားပြစ်ကြအောင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးရသော်ဘုရားအဆုံးအမအတိုင်းလိုက်တာကျင့်သုံးနိုင်ကြပါစေကုန်သတည်းရသော်ဘုရားရာဟုလာကိုပြောတယ်ရာဟုလာတဲ့မင်းရဲ့စိတ်ကလေးကိုမြေကြီးနဲ့အလားတူအောင်မြေကြီးကဲ့သို့ခိုင်မာရင့်ကျက်အောင်မင်းစိတ်လေးကိုလေ့ကျက်ပါဖြစ်မြေကြီးကဘယ်လိုလဲလို့ဆိုရင်ဘုန်းကြီးတို့တွေမြေကြီးပေါ်မှာကောင်းတာလဲခြားကြတယ်မကောင်းတာလဲခြားတန်ရှင်းတာလဲခြားတယ်ယွန်းစရာတွေလဲခြားတန်ရှင်းတာပဲလာယွန်းစရာပဲလာမြေကြီးကပြောင်းလဲမှုမရှိဘူးတည်ငြိမ်ရပေါ့ထို့တူပဲမင်းရဲ့စိတ်ကလေးကတည်ငြိမ်အောင်လုပ်လို့ပြောတာမျက်စိကအဆင့်အာယုံကိုမြင်တဲ့အခါမှာကောင်းတာလေးတွေ့ရင်ကြိုက်လိုက်တာမကောင်းတာလေးတွေ့လိုက်မုန်းလိုက်တာဆိုတာလေးမဖြစ်စေရဘူးလို့ဒီလိုပြောတာအဲ့ဒါလို့မဖြစ်ဘူးဆိုလို့ရှိရင်စိတ်ဟာတည်ငြိမ်သွားကောင်းမကောင်းကြိုက်ရင်မကြိုက်ပေါ်မှာလောဘလည်းမဖြစ်နဲ့ဒေါသလည်းမဖြစ်နဲ့မြေကြီးလိုစိတ်ဓာတ်ချန့်ခိုင်အောင်ကြိုးစားအထောက်အမယ်ဟောဒါလေ့ကျင့်မှုတစ်ခုလက်ဆောင်ပြပေးနောက်တစ်ခုကကြတော့ဘာလို့ဆိုရေနဲ့အလားတန်တူအောင်ကိုယ်စိတ်ကိုလည်းပဲလေ့ကျင့်ပေးတဲ့ရေဆိုတာအညစ်အကြေးတွေလည်းဆေးကြောတာပဲစိန်တို့ကြောက်တို့ကိုလည်းဆေးတာအကောင်းလည်းဆေးတာလှပတဲ့ပန်းလေးတွေလည်းရေနဲ့ဆေးတာရေကအညစ်အကြေးတွေဆေးရလို့သူကစိတ်ကြက်တာမရှိဘူးအကောင်းဆေးရလို့လည်းဝမ်းသာတာမရှိဘူးအဲ့ဒါလို့ပဲသင်ရဲ့စိတ်ဟာကောင်းတာတွေ့လို့လဲဝမ်းမသာနဲ့မကောင်းတာတွေ့လို့လဲဝမ်းမနဲ့လောဘမဖြစ်နဲ့ဒေါသမဖြစ်နဲ့လောဘဒေါသမဖြစ်အောင်ရေလိုအလားတန်ခိုင်မာသွားအောင်စိတ်ကိုလေ့ကျင့်ပေးပါတဲ့နောက်တစ်ခုကဘာလို့ဆိုမီးဆိုတာလည်းတူတူပဲကောင်းတာလည်းလောင်လိုက်တာပဲမကောင်းတာလည်းလောင်တယ်ကောင်းတာကြတော့လောင်ကျင်တယ်မကောင်းတာကြတော့မလောင်ကျင်ဘူးလို့မီးကကြီးများတာမရှိဘူးအဲ့ဒါလိုပဲကိုယ်စိတ်လေးကိုမီးနဲ့အလားတန်တူအောင်ကြန့်ခိုင်အောင်လေ့ကျင့်ပါတဲ့အာယုန်တွေတွေ့လာတဲ့အခါမှာနှစ်သက်စရာအာယုန်တွေ့လို့လဲလောဘမဖြစ်နဲ့မနှစ်သက်စရာအာယုန်တွေ့လို့လဲဒေါသမဖြစ်နဲ့စိတ်ကလေးကိုမီးကဲ့သို့တည်ငြိမ်မှုရအောင်တေဇောတတ်ကဲ့သို့တည်ငြိမ်မှုရအောင်ကြိုးစားအထောက်ပါဟောနောက်တစ်ခုကြတော့လေလိုတည်ငြိမ်အောင်ကြိုးစားလေကဘလို့တည်ငြိမ်တာတော့ဆိုလေဟာလည်းပဲကောင်းတာကိုလည်းတိုက်ခတ်တယ်မကောင်းတာကိုလည်းတိုက်ခတ်ဘယ်ဟာပဲဖြစ်ဖြစ်လေဟာမကောင်းတဲ့အနံ့ကိုလည်းပဲသဲလာတာပဲကောင်းတဲ့အနံ့လည်းသဲတာပဲဟာအပုပ်နံကြီးငါမတိုက်ချင်ဘူးလို့လေကမငြင်းဘူးပန်းနံကလေးကြတော့ငါမှုေးလို့ငါတိုက်ချင်တယ်လို့လည်းမပြောဘူးတဲ့လေရဲ့သဘောဟာအဆိုးကောင်းမရွေးဘူးတဲ့တည်ငြိမ်မှုရှိအဲ့ဒါလို့ကိုယ်စိတ်လေးဟာကောင်းတာနဲ့တွေ့ရင်နှစ်သက်တယ်မကောင်းတာနဲ့တွေ့ရင်မုန်းလိတယ်ယွန်းရှားတယ်ဆိုတာမျိုးမဖြစ်စေနဲ့စိတ်ကိုတည်ငြိမ်အောင်လေ့ကျင့်ရမယ်ဟောဒီလိုဟောတယ်ညဆိုဗျာနောက်တစ်ခုကကိုယ်စိတ်လေးကိုအာကာသဟင်းလင်းပြင်လို့ဖြစ်နေအောင်ကျင့်ရအာကာသဟင်းလင်းပြင်ဆိုတာဘယ်အရာကိုမှမှီးနေတာမရှိဘူးအာကာသဆိုတာဘာမှမရှိတဲ့ကွက်လက်ကလေးတွေကိုပြောတာနော်အဲ့ဒီကွက်လက်ကလေးတွေထဲမှာအကောင်းအဆိုးဆိုတာပြောလို့မရသလိုပဲကိုယ်စိတ်ထဲမှာလည်းပဲကောင်းတာတွေ့ရင်လည်းလောဘမဖြစ်ဖို့မကောင်းတာတွေ့ရင်လည်းဒေါသမဖြစ်ဖို့စိတ်ဓာတ်လေးတည်ငြိမ်အောင်